ညီကိုတွေအားလုံးမင်္ဂလာပါနော်ဒီနေ့ကျွန်တော်တရက်တန်နေဘူးလှမ်းထားတဲ့ရောဘာပြားတွေကိုကျွန်တော်ရုံထဲပြန်တွေ့ရမှာဖြစ်တယ်နော်ဒါမနေ့ကကျွန်တော်လောက်ထားတဲ့ရောဘာပြားတွေကိုကျွန်တော်နေဘူးလမ်းတယ်နောက်ပြီးညနေပိုင်းရောက်တော့ဒါအဲ့ဒီအပြားတွေကိုပဲကျွန်တော်တို့ရုံထဲပြန်တွေ့ရမှာဖြစ်တယ်ဒီကောင်ဆိုရင်တော့မချောက်သေးဘူးနော်ဒီကောင်ကသူရေလောက်ပဲခန်းသွားသေးတယ်နော်သူဖြူရောင်ဖြစ်နေသေးတယ်ဒီကောင်6ဖို့ဆိုရင်တော့ကျွန်တော်တို့ဒီရုံထဲမှာကျွန်တော်တို့အကြိုက်လမ်းထားရအောင်မှာဖြစ်တယ်နော်ဒီကောင်ကတကယ်လို့6တော့ပြီဆိုရင်တော့ဗာပြားကတော့အဝါရောင်ဖြစ်သွားတယ်နော်သူကအဖြူရောင်ပဲရှိသေးတယ်ဆိုတော့မ6သေးဘူးနော်ဒီကောင်ဒီမှာနော်ကျွန်တော်တို့နေတဲ့အနည်းနာပတ်ဝန်းကျင်မှာဆိုရင်တော့ဒီမှာရှိပြောင်တလင်းခါနေတယ်ပဲနော်ဘာပဲမှမရှိဘူးနော်ဒီမှာဟဲလင်းကျင်နေမှာပဲတဖေးအခန်းဆောက်ပြီးတော့ပေးနေခိုင်းထားတယ်ဒီမှာအရှင်းမှာဆိုနေခင်းပြင်းနေတယ်နေလေခင်းကြတော့မပြောနဲ့ပူစလာမပေးနေတယ်နော်ပူရအောင်အသေးပူနေတယ်နော်ဘယ်လဲလာမဟိုးဝေးမှာလာမဟိုးမှာကီလို1 ကီလိုလောက်ရှိတယ်လာမရောက်ဖို့ဆိုတာဒါကျွန်တော်အစီပြလှမ်းနေနေရဒါကျွန်တော်အစီပြလှမ်းနေနေရကျွန်တော်ပြမယ်နော်ဒီမှာဒါကြောင့်စီပြလှမ်းမဲ့ကျွန်တော်စီပြလှမ်းမလို့နော်တကယ်ချင်းတွေကိုစီပြလှမ်းတော့ပြမယ်နော်ကြည့်လိုက်တာကြောင့်ဟုတ်တော့ဒါလေးကတော့ကျွန်တော်ရဲ့အရှောက်ထုတ်လေးပေါ့နော်ဒါအလုံးလုံးတစ်ခါကျရင်အများတန်းဒီလိုက်ရှုပ်တာပေါ့ဒီလိုလေးတွေကြောက်ပဲကျွန်တော်အလုံးလုံးပင်ပန်းတဲ့ခါကျရင်တော့ဒီနော်အမောပြေသေးလေးပေါ့ဗျာနော်ဒီလိုလေးတွေကြောက်ပဲကျွန်တော်အလုံးဆက်လုပ်ဖို့အင်အားတွေရရှိနေတာပေါ့ခုဒီနေ့သူ့အမေမရှိတော့နော်သူ့အမေကနှက်ဆေးသွားတော့အဲ့ဒါတစ်ခါလောက်ငိုလိုက်တယ်အဲ့ပြန်ချော်လိုက်ရတယ်rồi à